Okay အားလုံးပဲဆွဲထပ်ပိုင်းဂျပန်ဘိန်းမှန်မှန်ကန်ရောင်းဝယ်မှာအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်အခုရောင်းချပေးမယ်ဘိန်းလေးကတော့ Honda Series တွေက Honda Shero 400cc 2008ဖြစ်ပါတယ်နော်2008ကိုဘိန်းကြောတော်တော်လှကျွန်တော် license မရှိဘူး license ကိုမရှိဘူးဘိန်းကြောဘိန်းကောင်းတာကိုစီးမှာဆိုတဲ့ညီကိုတွေအတွက်ကျွန်တော်ရောင်းချပေးမယ် Honda Shero 400cc လေးဖြစ်ပါတယ် model 2008ပါ Car Rider နောက်ဆုံးမျိုးဆက်ဖြစ်ပါတယ်နော်ဘိန်း connection အသွေးမွေးတွေကိုနော်ကျွန်တော်တစ်ချက်ပြပေးထားပါတယ်နော်အဲ့ဇောပိုက်တွေကျွန်တော်တို့ engine နဲ့တစ်လုံးချင်းစီတွေပေါ့ဗျာနော်ဒီပြပေးထားရနော်ကျွန်တော်တို့ဒါဘာကစ်မှမတိုက်ထားဘူးနော်ဘာကစ်မှမတိုက်ထားဘူးရေလည်းမစီးထားဘူးဒါကျွန်တော်တို့ဒီတိုင်းလေးပဲအကျန်းတဲ့အတိုင်းလေးကျွန်တော်ပြပေးထားတာနော်โอเคနော်ဒီကောင်လေးက2008ဖြစ်မယ် license မပါဘူး license ကိုမစီးဘူးဘိန်းကောင်းတာကိုစီးမယ်ဆိုတဲ့ညီကိုတွေအတွက်ကျွန်တော်ဗီဒီယိုလေးရိုက်ပြီးအယောင်ပို့လေးတင်ပေးလိုက်တာဖြစ်ပါတယ်နော်โอเคနော်လုံးဝလှတယ်ဗျာလုံးဝမီးခွက်တွေတိတ်ပတ်ထားတဲ့ဘိန်းဆိုကျွန်တော်တို့ကတုံတုံမဝယ်ဘူးနော် share တို့ original အတိုင်းပဲနော် original တိုင်းနောက် brown တွေဖောက်တွေနော်အိတ်ကိုင်းတွေနော်အကုန်နော်လုံးဝစီတန်ကြီးတန်ကြီးခင်းမယ်ဘိန်းတော်တော်လှမယ်နော်ဘိန်းတော်တော်လှဒါတွေနော်ဘိန်းတော်တော်ချောမယ်ဗျာနော်ကီလိုမိုင်လေးပါညာတက်မယ်နော်မတက်မှစိတ်မပူနဲ့နော် foul shot တွေနော်လှတယ်ဗျာနော်နောက် brown တွေရောရှေ့ brown တွေရော original ဒူးကာလေးနဲ့ဖြစ်မယ်โอเคနော်ဒီအောင်လေးကိုကျွန်တော်တို့ဆွဲထပ်ပိုင်းဂျပန်ဘိန်းမှန်မှန်ကန်ကန်ရောင်းဝယ်ရရင်ဒါကျွန်တော်ရောင်းချပေးမယ်ဘိန်းလေးဖြစ်ပါတယ်ကျွန်တော်မှနောက်ထပ်ဘိန်းတွေလည်းရှိပါသေးတယ်နော်ဒီဘိန်းလေးရဲ့ဈေးနှုန်းလေးကချမ်းပြင်းအားဖြစ်ကပေါ့နော်ကျွန်တော်တို့သတ်မှတ်ထားတဲ့ဈေးလေးကတော့ဒီလိုဘိန်းကောင်းတာ license ပါတယ်ဆိုတချို့တွေကဒါအခု148တွေ158 160 190အထိလောက်ရောင်းကြတယ်ပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့ကအဲ့လောက်မရောင်းပါဘူးကျွန်တော်တို့ဘိန်းက license မပါဘူးဒါပေမဲ့ဘိန်းတအားကောင်းတယ်ဘိန်းကောင်းတာကိုပဲစီးမယ် license ကိုမစီးဘူးဆိုတော့ညီကိုတွေနော်ဆိုင်ကယ်ချစ်မြတ်နိုးတယ် biker တွေအတွက်ဒါကျွန်တော်တို့မိတ်ဆက်ပေးတယ် Honda Shero 2008လေးပဲဖြစ်ပါတယ်ဘိန်းအသွေးမွေးအသားနာတော်တော် quality ကောင်းနဲ့တော်တော်ကိုအသွေးမွေးကြံသေးတယ်နော်ဘိန်းရုပ်ပေါက်ကြီးอ่ะနော်လုံးဝအိပေါက်ပြီးအိဆန့်တာပဲနော် okay ဒါလေးကိုကျွန်တော်တို့ညီမငွေကျွန်တော်တို့96သိန်းနဲ့သိန်း100ကြားထဲမှာညှိရောင်းပေးပါမယ်နော်ဒါကျွန်တော်ပြီးကြရင်ဆက်လေးတစ်ချက်နှူးပြပေးမယ်နော်ကတ်တော့ Husky အကျော်ခွမရှိဘူး CDI တိုင်ရောအကုန်မှန်ရမယ်နော် okay နော်ကျွန်တော်တို့ဒီမှာ single မီးကိုကြည့်လိုက်တိတ်ပတ်ထားခြင်းလုံးဝမရှိဘူးဒီဗီဒီယိုကြည့်မိတဲ့သူကဒီဘိန်းလာဝယ်မှာကျင်းတည်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒါကျွန်တော်တို့ကဒီလေးကြပဲဘာအဖတ်မှမသုံးတော့ဘူးကင်မရာမှာလဲနော်ကျွန်တော်တို့ official အတိုင်းပဲဗီဒီယိုလေးကိုရိုက်ပြီးတော့ကျွန်တော်တို့ဘိန်းရဲ့အရှိကိုအရှိတိုင်းလေးကိုပြပြီးရောင်းပေးတာဖြစ်တဲ့အတွက်နော်ဒါလေးကကျွန်တော်တို့ပြောမယ်ဆိုဗျာဒီဈေးနဲ့တန့်တယ်ဗျာအခုဈေးနဲ့ဒီရုပ်ထွက်ကဟိုရဖို့မလွယ်တော့ဘူးဗျာနော်ဒီကဲကြောတွေအိတ်ကိုင်းတွေဘိန်းတော်တော်ချောတယ်ဗျာနော်ဒီဘက်ကြီးပဲချောတာလားဆိုတော့မဟုတ်ပါဘူးနော်ဒီဘက်တွေလည်းချောတယ်ပေါ့ဗျာနော်ဂီယာ position တန်တွေအကုန်ချောတယ်ဂီယာ position frame ရိုးစစ်သွေးမွေးတွေဒီကဲနော်ကျွန်တော်တို့ဟိုပါတယ်နော်ကျွန်တော်တို့လီဗာစင်စာပါပါတယ်နော် sport cut ဒီဘိန်းတော်တော်ချောမယ်တော်တော်လေးလှမယ်โอเคနော်ဒီကောင်လေးကိုကျွန်တော်ဆက်လေးနှုတ်ပြပေးပါမယ်နော် original audio 9000စွန်းလေးပဲရှိသေးတယ်နော်ကတ်တော့အကျော်ခွားမျိုးခလုတ်သွေးမွေးတွေကိုကြည့်လိုက်ဗျာတော်တော်လှတယ်တော်တော်လှတာမှာနော်โอเคဒီလိုလေးတစ်ချက်လေးပဲထိနိုးလေးပဲနော်ဒါနိုးရပါပြီနော်ဒါကျွန်တော် Honda Shero လေးနိုးရတဲ့အနေထားလုံးဝရှေ့ဗျာရှေ့အိပေါက်လီဗာတောင်ဆွဲရစရာမရှိဘူးโอเคเนาะကျွန်တော်ဖုန်းနံပါတ်ကတော့098843လုံး9439ခုဖြစ်ပါတယ်ရန်ကုန်ရှေ့တကုံမှာနေပါတယ်เนาะရန်ကုန်ရှေ့တကုံမှာနေပါတယ်လာကြည့်ပြီးရင်ဖုန်းကြိုဆက်ပါเนาะအားချောင်းချင်းတီးခံပါเนาะโอเคเนาะโอเคပါเนาะဘိန်းကောင်းတဲ့အတွက်ကျွန်တော်တို့အတင်းထိုးမရအောင်ကျွန်တော်တို့ကဘိန်းကောင်းကင်ထားတဲ့အတွက်အတင်းထိုးမရအောင်ကျွန်တော်တို့ဘိန်းကိုကျွန်တော်တို့ကဘိန်းအတွက်ကိုဂျပန်ဘိန်းစက္ကန့်ကိုဘယ်သူမှအာမမခံတဲ့အချိန်မှာစာချုပ်စာတမ်းနဲ့ဘိန်းအတွက်အင်ဂျင်မိုင်းဆိုင်ရာတနေ့အာမခံနဲ့ရောင်းပေးတဲ့အတွက်ကျွန်တော်တို့ကမမတင်းပဲရောင်းတယ်ပစ္စည်းကောင်းရင်ကျွန်တော်တို့ကမမတင်းပဲရောင်းတာဖြစ်ပါတယ်နော်အားလုံးပဲကျေးဇူးထူးတင်ရှိပါတယ်ဗျဒီဘိန်းလေးကိုလိုအပ်ပါကကျွန်တော်ရဲ့ဖုန်းနံပါတ်098843လုံး90ကိုဖုန်းဆက်ပြီးတော့အာမနာတန်မေးမြန်းနိုင်ပါတယ်အားလုံးပဲ peace ပါ